လားပေါ့နော်အဲ့လိုပြောတော့ခါကျတော့နေပြောကောင်းပြီဆိုပြီးသူတို့တီးတဲ့အခန်းနေရတခုကပေးတယ်ပေးတဲ့ခါမှာသူကအဲ့ဒီ Nora အဖွဲ့ခေါင်းဆောင်ပေါ့သူကအသက်ပြောတယ်ပေါ့နော်ငါတို့ကိုသူတို့ငှားထားတာငါလည်းသိတယ်ပေါ့နော်သူတို့ရဲ့ပုံစံနဲ့ဝီးရဖြစ်နေပေါ့နော်ဘာလို့ဝီးရဖြစ်နေတယ်လို့ပြောလဲဆိုတော့အဲ့မှာသူတို့စိုးနေရနေပြီသူတို့မြင်လိုက်တဲ့ဟာကသူတို့အမှခုနလိုစပြီး music ထဲမှာသူတို့စီးမျောနေတဲ့အချိန်မှာသူတို့ရဲ့အဝတ်စားတွေကနည်းနည်းလှုပ်ရှားသွားမယ်ကွာတည်ရမှာလှုပ်ရှားသွားတဲ့အချိန်မှာသူတို့ရဲ့6လောက်တွေကစိတ်6လောက်တွေဖြစ်နေတာစိတ်တွေရဲ့6လောက်တွေလိုမျိုးပေါ့ခွာတွေအဲ့လိုပုံစံမျိုးတွေဖြစ်နေတဲ့အပေါ်မှာသူတို့ကနေပြီးတော့ဒါကိုသတိထားမိတယ်ဒါပေမဲ့ဒါကိုသူတို့ရှိမှတွားပြီးသတိထားမိအောင်ပြတယ်ဆိုလို့ရှိရင်နားကမှာလေအဲ့တော့ကျတော့နေပြီးတော့ငါတို့ကိုသူတို့ခေါ်တဲ့အချိန်ဒီညပဲအဲ့တော့ကြောင့်မို့လို့သူတို့ကဒီအချိန်မှာသူတို့အင်အားအကောင်းဆုံးချိန်ငါတို့တစ်ခုခုသွားလုပ်တယ်ဆိုလို့ရှိရင်ငါတို့ထွက်ပြေးတာပဲဖြစ်ဖြစ်သိရမလားမဆိုတော့ဘူးဆိုပြီးတော့သူတို့ညင်းဆန်လိုက်လို့ရှိရင်ကောင်းကျိုးမရှိဘူးလေအဲ့တော့သူတို့ဆိုခိုင်းတဲ့အတိုင်းငါတို့ဆိုပေးလိုက်ဒါပေမဲ့မနဲ့နေထွက်ပြီဆိုတာနဲ့ဒါသူတို့အချိန်ဖြစ်သွားပြီပေါ့နော်ကြီးရတာညပဲငှားတဲ့အတွက်သူတို့ဒီနေကင်းဘက်မှာသူတို့ရှိလို့မရဘူးပေါ့သိတယ်မလားအဲ့လိုမျိုးဖြစ်လိမ့်မယ်ပေါ့နော်အဲ့တို့ကြောင့်မလို့နေထွက်ပြီဆိုတာနဲ့ဒီအိမ်ထဲကနေငါတို့အချက်ပြနေအကုန်လုံးငါတို့ထွက်ကြမယ်အဲ့လိုပြောပြီးတော့သူတို့ကဒီခဏနားချိန်ပြီးတော့သူတို့ကဆက်ပြီးဖြောပြပေးခဲ့တယ်အဲ့လိုဖြောပြတဲ့အချိန်မှာတကယ်ပဲဒီပုံစံတွေကတကယ်ကိုကြောင်းတောင်းထူးထူးဆန်းဆန်းကောက်ွက်တွေနဲ့အဲ့အုပ်စုလိုက်ကြီးကကြတာသိရမလားအဲ့တဲ့အုပ်စုလိုက်ကြီးကကြတဲ့အခါမှာအဲ့လိုနဲ့မနက်ခင်းသူတို့တညလုံးသူတို့လည်းအမောတကောဖြောပြပြီးတော့မနက်ခင်းမိုးလင်းသွားရောမနက်ခင်းလည်းမိုးလင်းသွားရောသူရောသူ့အဖွဲတွေအကုန်လုံးကရှိသမျှပစ္စည်းတွေအကုန်လုံးတိမ့်ပြီးတော့အဲ့မှာတခါလေသူတို့ကထွက်ပြေးဖို့လုပ်ကြထွက်ပြေးကြရပေါ့နော်အဲ့မှာကနည်းနည်းလေးဘယ်လိုပြောရမလဲဒီတမိုင်းเจ้าကပျောက်သွားတယ်သိရမလားနည်းနည်းလေးရုပ်ရှင်ဆန်တဲ့လွယ်လွယ်ကူကူနဲ့ထွက်ပြေးသွားလို့ရတဲ့ပုံစံမျိုးဖြစ်သွားတယ်သူရေးဒီဇလန်နဲ့မှာပေါ့နော်အဲ့တော့ထွက်ပြေးသွားတဲ့အခါမှာသူတို့အပြင်ကိုရောက်သွားတယ်အပြင်ကိုရောက်သွားတော့မှသူတို့ကြည့်လိုက်တဲ့အချိန်မှာအဲ့ဒီသူတို့ကထွက်လာခဲ့တဲ့အိမ်ကသူတို့ညသွားခဲ့တဲ့အိမ်မဟုတ်တော့ပဲねလုံးဝဘယ်လိုပြောမလဲအိမ်ဟောင်းပေါ့သိရမလားသူအိမ်ဟောင်းဖြစ်နေမင်းညသူတို့မြင်ခဲ့ရတဲ့ခန်းနာကြည့်ကြမှုဆိုတာတပြားသားမှမရှိသလိုမနေ့ကတော့တောင်ကျဲတဲ့အိမ်မဟုတ်ဘူးအဲ့နဲ့သူတို့ခွေးပြေးပေါ်ပြီးသူတို့တစ်ဖွဲ့လုံးပြေးလာကြရဲပေါ့နော်အဲ့လိုပြေးလာတဲ့အခါမှာအဲ့သူတို့အဲ့ဒီထဲကရက်ွက်ထဲကလူတွေနဲ့တွေ့တော့အခါမှာအဲ့လူတွေကပါပြောလဲဆိုတော့ဘယ်လိုဖြစ်လာလဲဘာညာပေါ့နော် Nora ဆိုနာမည်ကြီးဆိုသူသိမှာပဲလေအဲ့တော့သူတို့ဒီအိမ်မှာလာပြီးတော့ဆိုပြရဆိုဒီအိမ်ကားတဲ့ဒီအိမ်မှာပေါ့နော်စွန့်ပစ်ထားတာကြာနေပြီပေါ့ပိတ်ထားတာတော်ကြာနေဒီနေ့မှလူမရှိဘူးဆိုပြီးသူတို့ပြောလိုက်တယ်ဆိုတော့ဒီအကြောင်းအရာကိုဒီ Nora ဆိုတဲ့အမျိုးသမီးအဆိုတော့ပြန်ပြောပြထားတာဆိုတော့ဒါက legends လို့လည်းပြောလို့ရတယ်တကယ်ဖြစ်ခဲ့တာလို့လည်းပြောလို့ရပါတော့ဒါပေမဲ့တော်တော်နာမည်ကြီးတယ်ဆိုတော့တချို့ကလည်းထပ်ပြီးတော့ပြောကြသေးတယ်ဒါဒီဂျင်းနေရဲ့မင်္ဂလာပွဲပေါ့နော်အိမ်လေးထင်တော့ဂျင်းနေရဲ့မင်္ဂလာပွဲဆိုလို့ရှိရင်အဲ့လိုဖြစ်မယ်လို့မထင်ဘူးအိမ်လေးရဲ့ personal view ရဆိုလို့ရှိရင်တော့ဒါဂျင်းနေလို့မထင်ဘူးဘာလို့စိတ်ချလောက်တွေဖြစ်သွားတယ်ဆိုတာစိတ်ချလောက်ဆိုတာကစိတ်ခွာရလေအင်းတို့နိုင်ငံခြားဟော်ရာကြီးပဲဆိုခွာရပါ